阿龙贝明格拉巴家，就那个阿萨个就那Christian ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခု Christian မဟုတ်တော့ဘူးကျွန်တော်ကဗုဒ္ဓဘာသာဖြစ်သွားပါပြီကျွန်တော်ဗုဒ္ဓဘာသာထဲဝင်သွားပါပြီလို့ပြောပြချင်တာဗုဒ္ဓဘာသာဟာကောင်းမြတ်ပါတယ်ဗုဒ္ဓဘာသာတွေကိုပြောင်းတာတော့ဟုတ်ပါပြီဘယ်လိုဗုဒ္ဓဘာသာတွေကိုပြောင်းတာလဲဒီဗုဒ္ဓဘာသာကအရေးအတွက်မလို့အရေးအတွက်ကိုလိုလားတဲ့ဘာသာမဟုတ်ဘူးအရေးချင်းကိုလိုလားတဲ့ဘာသာတိုးတော့ထိတ်မကောင်းစွာနဲ့လည်းအရေးအတွက်ပဲဖြစ်နေတဲ့ဗုဒ္ဓဘာသာတွေလည်းဒုနဲ့ဒီပါပဲဗုဒ္ဓဘာသာ၅မျိုးရှိတဲ့ထဲမှာပညာဗုဒ္ဓဘာသာနဲ့တတ္တဗုဒ္ဓဘာသာကိုပြောင်းဖို့လိုပါတယ်ဗုဒ္ဓဘာသာ၅မျိုးရှိတယ်လေလာဘဗုဒ္ဓဘာသာဘယဗုဒ္ဓဘာသာဖလာဗုဒ္ဓဘာသာတတ္တဗုဒ္ဓဘာသာပညာဗုဒ္ဓဘာသာ၅မျိုးရှိတဲ့ထဲမှာပညာဗုဒ္ဓဘာသာကိုတတ္တဗုဒ္ဓဘာသာကိုပြောင်းဖို့လိုပါတယ်သူလာဘဗုဒ္ဓဘာသာဆိုတော့လလဘကိုမျှော်ကိုပြီးတော့ကိုယ်ွယ်တဲ့ဗုဒ္ဓဘာသာဝင်ပေါ့ဘယဗုဒ္ဓဘာသာကကြတော့ဒီဗုဒ္ဓဘာသာကိုယ်ွယ်လို့ကြည့်ချင်းလေပုံတိုင်းရေမုံတိုင်းရေဘေးမီးဘေးဒါတွေကနေကင်းလွတ်မယ်လို့ယုံကြည်တဲ့လူမျိုးတွေပေါ့သူဖလာဗုဒ္ဓဘာသာကကြတော့ကိုဘိုးဘွားမိဘတွေကဒီဗုဒ္ဓဘာသာကိုယ်ွယ်လို့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပုဂ္ဂိုလ်၃မျိုးကိုတော့မပြောင်းသိခြင်းပါဘူး။ဘာကြောင့်လဲဆိုသူတို့ကလည်းဉာဏ်ဖြင်းသောဗုဒ္ဓဘာသာဖြစ်နေလို့ပါ။ပြီးရင်ပြောင်းသိခြင်းတဲ့ဗုဒ္ဓဘာသာ၂မျိုးကတတ္တဗုဒ္ဓဘာသာနဲ့ပညာဗုဒ္ဓဘာသာ။တတ္တဗုဒ္ဓဘာသာဆိုတာကကြတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တရားတော်ရဲ့ဂုဏ်တော်တန်ခါတော်ရဲ့ဂုဏ်တော်တွေကိုယုံကြည်ပြီးမှကံရဲ့အကျိုးကိုယုံကြည်ပြီးမှခိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုတတ္တဗုဒ္ဓဘာသာခေါ်ပါတယ်။နောက်အကောင်းမြတ်ဆုံးသောဗုဒ္ဓဘာသာကအရာရာကိုပညာဖြင့်ချင့်ချိန်ပြီးတော့အနိစ္စဒုက္ခအနတ္တကိုပိုင်းခြားတည်ပြီးမှဝိပဿနာတရားကိုကျင့်သုံးအထောက်ပြီးမှတမရတရားကိုကျင့်သုံးအထောက်ပြီးမှကိုယ်ကွယ်တဲ့ဗုဒ္ဓဘာသာကိုပညာဗုဒ္ဓဘာသာလို့ခေါ်ပါပညာဗုဒ္ဓဘာသာဖြစ်ရင်တော့အကောင်းဆုံးပေါ့လေအဓိကတော့တတ္တဗုဒ္ဓဘာသာနဲ့ပညာဗုဒ္ဓဘာသာဖြစ်ဖို့ကိုအရေးကြီးပါတယ်အဲ့ဒီဗုဒ္ဓဘာသာကိုရောက်အောင်ပြောင်းကြပါ